ယံဇာတကျိန်စာမှလွတ်မြောက်ခဲ့တဲ့ခုတ်ပုတ်ရွာခုတ်ပုတ်ရွာလိုပဲတယံဇာတကျိန်စာကလွတ်မြောက်ခဲ့တဲ့နောက်ထပ်ရွာတစ်ခုလည်းရှိပါတယ်။အဲ့ဒီရွာကတော့ရှမ်းရွာဖြစ်ပါတယ်။အင်ဂျီ20ခန့်သာရှိတဲ့ရှမ်းရွာမှာတောင်ယာလုပ်ငန်းကုန်းစုံဆိုင်တချို့ရှိပေမဲ့အလုတ်ကန်ရှားပါတဲ့အတွက်မြို့ပြနဲ့ပြည်ပကိုအလုတ်ထွက်လုပ်ကြသူတွေများတဲ့ရွာငယ်လေးဖြစ်ပါတယ်။စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းကျိုင်းတုံမြို့နယ်မှာရှိတဲ့ရှမ်းရွာအနီးအနားမှာရွှေနဲ့သတ္ထုတူးဖော်ဖို့အတွက်ကုမ္ပဏီတွေလာရောက်ခဲ့ကြပြီးသူတို့နဲ့အတူပြည်သူ့စစ်အဖွဲ့အုပ်ချုပ်ရေးအာဏာပိုင်တွေပါအတူပါလာကြပါတယ်။ရွှေနဲ့သတ္ထုတူးဖော်တာတွေကိုရှမ်းရွာဒေသခံတွေကကန့်ကွက်ခဲ့ခြင်းမရှိခဲ့ပေမဲ့ရွာအနီးမှာသတ္ထုလုပ်ကွက်တူးဖော်ဖို့စမ်းသပ်ချက်တွေအရရွှေနဲ့သတ္ထုတိုက်မရှိတာကြောင့်ကုမ္ပဏီတွေလှည့်ပြန်ခဲ့တာဖြစ်ပါတယ်။ကျိုင်းတုံမြို့နယ်တဲကနောက်ထပ်တယံဇာတကျိန်စာမှလွတ်မြောက်ခဲ့တဲ့ရွာမှာနော်ကျန်ရွာဖြစ်ပါတယ်။အိမ်ထောင်စု65စုခန့်ရှိပေမဲ့ပြည်ပနိုင်ငံတွေကိုအလုတ်သွားရောက်လုပ်ကင်သူများတာကြောင့်လူဦးရေနည်းပါတဲ့ရွာတစ်ရွာဖြစ်ပါတယ်။ပြည်သူစစ်အားကောင်းတဲ့ရွာဖြစ်တဲ့အလျောက်နော်ကျန်ရွာမှာရွှေနဲ့သတ္ထုတူးဖော်တဲ့ကုမ္ပဏီတွေကပြည်သူ့စစ်အုပ်ချုပ်ရေးအာဏာပိုင်တွေနဲ့ပူးပေါင်းကတယံဇာတတူးဖော်ဖို့ရောက်ရှိလာပါတယ်။ဒေသခံရွာသားတွေကကန့်ကွက်ခဲ့ခြင်းမရှိပေမဲ့ရွာအနီးမှာစမ်းသပ်ချက်တွေအရရွှေနဲ့သတ္ထုတိုက်မရှိတာကြောင့်ကုမ္ပဏီတွေလှည့်ပြန်ခဲ့တာဖြစ်ပါတယ်။ရှမ်းရှိဒေသကကြေးရွာတွေမှာရွှေနဲ့သတ္ထုတူးဖော်ရေးလုပ်ငန်းတွေကြောင့်ဖြစ်ပေါ်လာနိုင်တဲ့ရေရင်းမြစ်တွေခန်းချောက်ပျက်စီးတာရေနေတတဝါတွေထိခိုက်ဒေဆုံးတာတွေအပြင်ဒေသခံတွေရဲ့လူမှုဘဝနဲ့ပတ်ဝန်းကျင်ဂေဟစနစ်ကိုဆူဆူရွရွထိခိုက်ပျက်စီးနိုင်ကြောင်းကိုအသိပညာဖြန့်ဝေပေးဖို့အရေးတကြီးလိုအပ်နေကြောင်းကိုနော်ကျန်ရွာနဲ့ရှမ်းရွာတို့ကသက်သေခံနေပါတယ်